အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Beauty Insight Content Lab ရဲ့ admin ကိုခန့်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုတင်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့ channel ပေါ့နော်ဒီ channel ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရဲ့ audience တွေကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြပေးခြင်းလို့ပါအဓိကတော့ကိုမိတ်ဆက်ချင်တာရယ်ကျွန်တော်ရဲ့ channel လေးဖြစ်ပေါ်လာတဲ့အကြောင်းအရာကိုပြောခြင်းလို့ပေါ့နော်ကဲဒါဆိုရင်စလိုက်ရအောင်ကျွန်တော်တို့ cosmetic ရောင်းတဲ့ဆိုင်တွေရောက်တိုင်းကြုံရလေရှိတဲ့ပြဿနာတွေရှိတယ်အဲ့ဒါဘာလို့ထင်လဲကိုနဲ့ကြိုက်တဲ့ cosmetic product ကိုမရွေးချယ်နိုင်တာဟုတ်တယ်ဟုတ်ကျွန်တော်တို့ cosmetic product ရောင်းတဲ့ဆိုင်တွေရောက်တယ်ကိုမျက်နှာကဝက်ချန်တွေထွက်နေတယ်ဒါဆိုလို့ရှိရင်ဘယ်လို product ကိုရွေးချယ်ရမလဲဆိုတာကျွန်တော်တို့မှနားမလည်ဘူးဒါဘာကြောင့်လဲကျွန်တော်လည်းကြုံခဲ့တယ်ဟိုးငယ်ငယ်လေးကတည်းကကျွန်တော်လူပြိုပေါက်အရွယ်လောက်ကတည်းကပေါ့နော်ကျွန်တော် cosmetic ရောင်းတဲ့ဆိုင်တွေရောက်တယ်ဘာဝယ်ရမှန်းမသိဘူးဒါဘာကြောင့်လို့လဲဆိုတာကိုကျွန်တော်လည်းနားမလည်ဘူးအဲဒီလုံးကပေါ့နော်အခုတော့ကျွန်တော်နားလည်သွားပြီအဲ့ဒါဘာကြောင့်လဲဆိုတော့ ingredient ဒီ product မှာဘယ်လို ingredient ပါတယ်အဲ့တော့ငါမျက်နှာနဲ့ကိုက်တယ်ဆိုတော့အကြောင်းအရာကိုကျွန်တော်တို့နားလည်သွားလို့ရှိရင် cosmetic ရောက်ဆိုင်ရောက်တိုင်းပေါ့နော်ဒီပြဿနာကိုဖြေရှင်းနိုင်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကျွန်တော်ရဲ့ Beauty Insight Content Lab channel လေးကိုတည်ထောင်ရတာပေါ့နော်အဲ့လိုပြောတော့မင်းကဆရာဝန်လားလို့မေးစရာရှိတယ်တကယ်တော့ဒါကဆရာဝန်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဘယ်လိုခေါ်မလဲ adaptအရွယ်ရောက်ပြီးသားလူတိုင်းသိကိုသိတဲ့ knowledge တစ်ခုလို့တော့ကျွန်တော်ကယူဆတယ်အဲဒါကြောင့်မလို့ကျွန်တော်လေ့လာထားသမျှကျွန်တော်ရှာဖွေထားသမျှတွေကိုကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ audience တွေကိုကျွန်တော်ပြောပြပေးခြင်းတာဖြစ်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့ရဲ့အလားပါနဲ့ဆိုင်တဲ့ပြဿနာတွေတိုင်းမှာ Beauty Insight Content Lab ရှိပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်